ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီရဲ့လုပ်ငန်းညှိနှိုင်းစည်းဝေးကိုဒီနေ့မနက်ပိုင်းကသမဝရမနဲ့ကျေးလက်ဖွံ့ဖြိုးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးရုံးစည်းဝေးခန်းမမှာကျင်းပရာဦးဆောင်ကော်မတီဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီးဦးမျိုးစောသိန်းကမြန်မာနိုင်ငံစိုက်ပျိုးရေးကဏ္ဍအလိုက်အဓိကလိုအပ်ချက်ဖြစ်တဲ့သွင်းအားစုသုံးစွဲမှသာအထွက်နှုန်းတိုးမှာဖြစ်ပါကြောင်းသုံးစွဲနိုင်အောင်နဲ့ပစ္စည်းမပြတ်လက်အောင်ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်းပင်လယ်ကွေ့ဒေသမှာအဓိကတင်သွင်းလျက်ရှိပါကြောင်း2026ခုနှစ်မတ်လအတွင်းဟော်မုရေလက်ကြားပိတ်ဆို့သွားမှုကြောင့်နိုင်ငံတကာမြေဩဇာဈေးနှုန်းများအဆမတန်မြင့်တက်ခဲ့ပါကြောင်းပြည်ပယူရီးယားမြေဩဇာတင်သွင်းရမှာပစ္စည်းမပြတ်လက်အောင်အသုတ်လိုက်စီစဉ်လျက်ရှိပြီးတင်သွင်းမှုအတွက်ဈေးနှုန်းဖြန့်မြတွက်ချက်ပြီးဈေးနှုန်းတည်ငြိမ်အောင်ဆောင်ရွက်ပေးထားပါကြောင်းယူရီးယားတက်မြေဩဇာတင်သွင်းတဲ့ကုမ္ပဏီများကိုတင်ဒါရှင်ပြိုင်စနစ်ဖြင့်ဆောင်ရွက်လျက်ရှိပါကြောင်းပြောကြားခဲ့ပါတယ်အဲဒီနောက်ဦးဆောင်ကော်မတီအတွင်းမှုနဲ့မြန်မာနိုင်ငံမြေဩဇာမျိုးစေ့နဲ့စိုက်ပျိုးဆေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌတို့ကဓာတ်မြေဩဇာဝယ်ယူတင်သွင်းဖြန့်ဖြူးရောင်းချနေမှုများကိုရှင်းလင်းတင်ပြကြပါတယ်။ဆက်လက်ပြီးဦးဆောင်ကော်မတီဝင်ဒုတိယဝန်ကြီးများဦးစီးဌာနများမှကိုယ်စားလှယ်များနဲ့တာဝန်ရှိသူများကဘောင်းဆွေးနွေးတင်ပြခဲ့ကြပြီးပြည်ထောင်စုဝန်ကြီးကလိုအပ်တာများဖြည့်စွက်မှာကြားကနေကုန်းချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။